ဒီကောင်က80 200ရှိတယ်ဒီကောင်အနံ့လေးမဆိုးအနံ့လေးလဲတင်းတယ်အနံ့လေးလဲတင်းတယ်နောက်ပြီးကြတော့ပုံစံလေးလဲလှတယ်ပေါ့နော်ပုံစံလေးလဲနည်းနည်းမဆိုးဒီဇိုင်းကာလာနေထားလေးလဲလှတယ်အနံ့ကလေညကျွန်တော်ပြန်ရေချိုးပြီးတဲ့ချိန်ထိကိုဆွဲနေရဒီမျိုးလေးနော်လေသေးထဲမှာလောက်ရအဲ့ဒါလေးပဲသူ့ရဲ့အပေါ်ပုံစံကကျတော့ဒီလိုမျိုးလေးလာကောင်ကပါလဲဆို Evo ဆိုပါနည်းနည်းလည်းမဆိုးနည်းနည်းတော့ရတာလည်းပြောသူကနောက်တစ်မျိုးရှိသေးတယ်နောက်တစ်မျိုးကဒီကောင်ကျတော့ဟိုဟာကောင်ကျပါနေတယ်ဒီကောင်လည်းမဆိုးဒီကောင်ပူကြိုက်တယ်တုံးတာနဲ့ကုန်တော့မှ GTV ရတွေငါရိုက်ထုတ်တော့